ဖုံဖုံအနေနဲ့ဘာကြောင့်သာသနာဘောင်တွေကိုဝင်လာပါသလဲသာသနာဘောင်တွေဝင်လာတဲ့ရည်ချက်ကိုသိရှိလိုပါတယ်နောက်ပြီးတော့ဖုံဖုံရဲ့လက်ရှိရဟန်းဘဝပေါ်ယက်တီချက်နဲ့ရည်ချက်2မျိုးကိုလည်းသိချင်ပါတယ်ရှင်ဗျာသာသနာဘောင်ဘာကြောင့်ဝင်လာတယ်လဲဆိုကိုရင်ဝတ်တာ10နှစ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းငယ်ငယ်တည်းကဘုန်းကြီးကျောင်းမှာနေတာဆိုတော့ဘုန်းကြီးဘဝကိုဘာလဲလုံးမဟုတ်ဘူးဘုန်းကြီးတွေနဲ့ယဉ်နှီးသည့်အတွက်ကြောင့်ကိုယ့်ပတ်ဝန်းကျင်ဖြစ်လာတာပေါ့နော်တင်ပါဗျာကိုယ့်ပတ်ဝန်းကျင်ဖြစ်လာလို့အကောင်းဆုံးမသိပဲနဲ့ဝင်လာတာပါပဲမိဘကလည်းပဲကိုရှိကလည်းပဲကိုနဲ့တတူရွယ်တူတွေသင်္ကန်းဝတ်ကြတယ်ဟိုရှင်ပြူတယ်ဆိုတော့ကိုလည်းအဲ့လိုလုပ်ချင်တယ်ပေါ့ဖုံဖုံအနေနဲ့ဆရာဝန်တို့အင်ဂျင်နီယာတို့စီးပွားရေးသမားတို့ဖြစ်လို့တဲ့စံတော်မရှိခဲ့ဘူးလားအဲ့ဒါလေတောမှာဆိုတော့ဘုန်းတို့စီမှာဆရာဝန်တို့အင်ဂျင်နီယာတို့အဲ့ချက်ကခင်မစားဘူးတင်ပါဗျာခင်မစားတော့ဘုန်းအနေနဲ့ဖြစ်ချင်စိတ်တိတ်မရှိဘူးတင်ပါဗျာဒါပေမဲ့ငယ်ငယ်တော့ကတော့အဲ့ဒီသဘုံတွေပါတွေရှိတဲ့အခါကျတော့စစ်တိုက်တော့စစ်ပူတော့ဖြစ်ချင်တဲ့စိတ်တစ်ခါပေါ်ဘူးတယ်တင်ပါဗျာအဲ့အနည်းဆက်ဆုံးကတော့ကိုကဘုန်းကြီးကျောင်းမှာကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သာသနာပေါင်းနဲ့ဝင်တာဟာပတ်ဝန်းကျင်ကြောင့်ဝင်တယ်လို့ပဲကိုယ့်ကိုပြန်သုံးသပ်မိတယ်ပေါ့နော်မှန်ပါဗျာမှန်ပါဗျာအဲ့သာသနာပေါင်းနဲ့ဝင်ရတဲ့ရည်ရွယ်ချက်လို့ဆိုတာလေကြီးကြီးမားမားမရှိခဲ့ဘူးပါဘူးဘုန်းတင်ပါဗျာတင်ပါကိုယ့်ကိုယ်တွေကလည်းဘုန်းကြီးဝတ်ကြတယ်ဆိုတော့ကိုယ့်တွေရဲ့ခင်မင်းတဲ့စိတ်နဲ့ပဲဝင်လာပြီးတော့ဘာလို့မဲဆိုရရည်ရွယ်ချက်လဲကြီးကြီးတော့မရှိပါဘူးတင်ပါဗျာနောက်ပိုင်းရောက်တဲ့အခါကျတော့စာသင်ရတယ်စာသင်ပြီးတဲ့အခါမှာဆောင်းဝဲဖြေတော့ဆောင်းဝဲအောင်မှုဆိုတဲ့စူးစမ်းတဲ့စိတ်ကတော့ဖြစ်လာတင်ပါဗျာဆောင်းဝဲအောင်လုပ်မယ်ဆိုရယ်ဆောင်းဝဲတရံပြီးအောင်နေအဲ့ဒီဘက်ကိုတော့ဒါတွေကိုအောင်ကျင်တဲ့စိတ်ကလွှမ်းမိုးလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအဲ့တော့ကိုယ့်အကိုစူးစမ်းလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအခုရဟန်းဘဝပေါ်မှာလက်ရှိယက်တီချက်နဲ့ရည်ရွယ်ချက်ဆိုတာကြတော့ဘုန်းကအခုအသက်ရွယ်လက်အသက်80ရဲ့ရောက်လာပြီဆိုတော့လေတင်ပါဗျာရဟန်းဘဝနဲ့ဘုန်းရဲ့ရည်ရွယ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတာတဲ့ပါဠိပိဋကတ်တွေကိုလူတိုင်းသိစေခြင်းနဲ့သိအောင်လုပ်မယ်ဆိုရည်ရွယ်ချက်ရှိတယ်ဘုန်းကပညာဘူမိဆိုတဲ့တက္ကသိုလ်တစ်ခုကိုတည်ထောင်ပြီးတော့နှစ်စဉ်လဲပြင်ဦးလယ်မှာဝါတွင်ချိန်မှာဆိုရင်နှစ်စဉ်လဲသင်တန်းတွေပို့ချပေးတယ်တင်ပါဗျာပါဠိကနေပြီးတော့မြန်မာလိုရှင်းပြပြီးတော့သင်တန်းပို့ချတဲ့နေ့ဟင်းတော့ copy တွေပေးပြီးတော့ reading and comprehension ပေါ့ဖတ်ပြီးနားလဲတဲ့အဆင့်ပိဋကတ်စာပေအရင်ကိုလူတွေကိုသိစေချင်တဲ့သိအောင်လုပ်ပေးမယ်ဆိုရည်ရွယ်ချက်ရှိတယ်ဘုံတင်ပါဗျာ